소로 예르나우 소라레 고사 묘지야 대칭ဖြစ်ပါတယ်သူက original chord ကဒီမှာ D ဖြစ်ပါတယ်ဒါကြောင့်မို့သူက D family chord နဲ့တီးရမယ် D family chord မှာဆိုရင် D E minor ပါတယ် F sharp minor ပါမယ်ဒါ fa ပေါ့ fa ကသူက G မတုံးထားမဲ့နဲ့ fa minor တုံးထားတယ်ပြီးတော့ဒီမှာ F sharp တစ်လုံးပါတယ် F sharp ဆိုတော့ F sharp minor မှာသူကဒီကောင် major ပြန်တုံးထားတယ်ပြီးတော့ထပ်ဆင်းမယ်ဆိုရင်မီတာစုမှာပါတဲ့ chord B minor လည်းပါတယ်ဒီမှာ A ပါတယ်အဲ့တော့ဒီ chord လေးတွေတည်ရင်ဒီယရနာဦးရဲ့ကိုစားမျိုးကြီးရတဲ့ချင်းတည်လို့ရတယ်ဒီဟာကီဒီဖြစ်နေတဲ့အတွက်ကျွန်တော် beginner တမားတွေကကီစီနဲ့ကြီးဖို့လိုတယ်အဲ့တော့ကျွန်တော်ကီစီဖြစ်အောင်ပြောင်းမယ်ဒီမှာကျွန်တော် transport ဒီ transport မှာကြီးထားပါဒီမှာ -1 ဆိုရင်သူကကီဒီကို -1 ထုတ်လိုက်တော့ D flat ပဲရှိတယ်အဲ့တော့ကျွန်တော်ထပ်ရွှေ့မယ်ဒီမှာ -2 ရောက်မှတော့ကီးစီရောက်မှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ full screen ပြန်သွားမယ်ဆိုရင်ဒီမှာကီးစီပြောင်းသွားတယ်အဲ့တော့ဒီတချင်းအဝင်ကနေစကြည့်အောင်ရွေရွေပြောင်းလဲနေဒီကဘာကြီးအချင်းစရိုက်တွေရှင်တင်းတွေနဲ့နှလုံးသားမြိုင်လောင်ကျွမ်းဘူးစီတော့ကစိတ်များနေဝန်တော်လေးမောပန်းချင်ကိုရောရှင်ကိုကြည့်လိုက်ပါလိုအပ်မှုများခရစ်တော်ရှင်သခင်ပေးလို့နေရှောင်းလဲရမယ်ဘဝရဲ့ရှိခရီးမျောလင်းခြင်းခွန်အားကြည်ပွားနေသောနှလုံးသားများအတွက်အေးမြတ်သက်ဆိုင်ရင်ကိုတော်ရှင်ခရစ်တော်ပေးနေပြီရွေရွေပြောင်းလဲနေဒီကဘာကြီးစရိုက်တွေရှင်တင်းတွေနဲ့နှလုံးသားမြိုင်လောင်ကျွမ်းဘူးစီတော့ကစိတ်များနေဝန်တော်လေးမောပန်းချင်ကိုတော်ရှင်ကိုမျောကြည့်လိုက်ပါလိုအပ်မှုများခရစ်တော်ရှင်သခင်ပေးလို့နေရှောင်းလဲရမယ်ဘဝရဲ့ရှိခရီးမျောရည်ခြင်းကိုအားရှင်ခရစ်တော်ပေးနေပြီโอเคကျေးဇူးပါဆိုင်ငယ်ဝမ်းရမျိုးဆောင်ရယ်